သူငယ်ချင်းမဟုတ်တော့နော်ကောင်းဆောင်နော်30နှစ်မတိုင်ခင်နေ့ကိုကြီးထွားဖို့အတွက်ခေါ်ဆောင်ပေးနိုင်တယ်ထူးချွန်တဲ့ကောင်းဆောင်တယောက်သွားရှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမဟုတ်တော့နော်ကိုယ့်ထက်အများကြီးတာရဥမာတထေးသူငယ်ချင်းမဟုတ်တော့နော်ကောင်းဆောင်နော်နေ့ကိုကြီးထွားစေနိုင်တဲ့ထူးချွန်တဲ့ကောင်းဆောင်သွားရှာသူ့အတွက်အလုပ်တေးတေးချာချာ100%ကို့အလုပ်လို့ယူဆပြီးတော့သူ့အတွက်သွားလုပ်ပြီးတခြားရှုပ်ရှုပ်ထွေးထွေးမတွေးပဲနဲ့သူဘာလို့အဲ့လဲသူ့အတွက်ပဲသွား supporting ပေးသူ့အတွက်ကောင်းကျိုးလုပ်ပြီးဥမာတချို့လူဆိုတာငါအချောင်ခိုးတာတို့ငါဒီလောက်ပတ်စံရဒီလောက်ပဲလုပ်တာတို့အဲ့လိုမလုပ်နဲ့30နှစ်မတိုင်ခင်ကအဲ့လိုမလုပ်ပဲနဲ့ကို့မှာအစွမ်းကုန်ထည့်လိုက်ရအောင်ထည့်တာကဘာကြောင့်လဲဆိုတာအဲ့ဟာကသူ့ကိုလေးစားမှုစတို့တင်စားမယ်ဆိုရင်အရင်ခေတ်တုန်းကဂျွန်နဲ့ဘယင်လို့ပေါ့ဂျွန်ကဘယင်ကိုသူ့ရဲ့စကားကဘာစကားမဆိုနားထဲဝင်တယ်ဒီလိုလှုပ်ချင်းအဖြစ်ကနေတစ္ဆာရှိတာကိုထုတ်ဖော်ပြနိုင်တဲ့အပြင်နေ့ရဲ့စွမ်းရည်ကိုလည်းထုတ်ဖော်ပြနိုင်တယ်ထုတ်ဖော်ပြနိုင်ပြီးတော့သူ့ရဲ့ပါရယူသွားနိုင်တာလဲဆိုတာယုံကြည်မှုနဲ့အလေးထားမှုရလိမ့်မယ်အလေးထားမှုဆိုတာဘာကြီးလဲဆိုတော့သူတာဝန်ကြီးမှုကိုနေ့ကိုပေးရဲလိမ့်မယ် First step